မြေမြုပ်ပြီးသုံးလကြာတော့လေမပုံမဆွေးသောဒေါ်ဟေတုဟိုတုန်းကပေါ့မိုးညင်းဆရာတော်ကြီးเจ้าကိုဥပုသ်ဆောင်လာတဲ့အထက်ကစာမတက်ပြီးမတက်ဆင်းရဲနမ်းပါတဲ့အဖေါ်အိုတယောက်ကဆရာတော်ကြီးကိုပရိစိတ်နီးတင်ပေးဖို့လျှောက်ထားပါတယ်ဒီတော့ဆရာတော်ကြီးကဒီဖွားကြီးဟာစာကလည်းမတက်ဉာဏ်ကလည်းထိုင်းမဲ့ပုံဆိုတော့ထွေထွေထူးထူးပြောမနေတော့ပါဘူးလေတက္ကမကြီးဟေတုပစ္စယောသာစိတ်လို့မိန့်ကြတော်မူလိုက်တဲ့အဲ့ဒီနေ့ကစပြီးအဖွားအိုကြီးဟာအချိန်ရှိသမျှဟေတုပစ္စယောလို့ရွတ်တော့တာပါပဲဥပုသ်ဆောင်သွားရင်ပတိကလေးတစ်ကြောက်နဲ့ဟေတုပစ္စယောအိမ်မှာထမင်းချက်ရင်လည်းဟေတုပစ္စယောဟင်းရခုသွားထင်းချိုးသွားလေဟေတုပစ္စယောရွတ်ပါတဲ့ကြာလာတော့အဖွားအိုကြီးရဲ့နာမည်ရင်းဟာပျောက်သွားပြီးဒေါ်ဟေတုလို့တောင်းမှခေါ်ကြပါတော့တယ်ခေါ်တာကတော့နောက်ပြောင်ပြီးခေါ်တာပါသူများတွေဝိပဿနာတရားတွေကိုရွတ်နေပြောနေကြချိန်မှာဒီဖွားအိုကြီးကဟေတုပစ္စယောတစ်လုံးတည်းရွတ်နေတာဆိုတော့အထင်သေးအမြင်သေးနဲ့ဒေါ်ဟေတုလို့နှိမ်ပြီးခေါ်ကြတာပါပဲအဖွားအိုကြီးကလည်းဘယ်သူတွေပါပြောဂယုမဆိုင်ပါဘူးဆရာတော်ကြီးကိုယ်တိုင်ကစိတ်ခိုင်းထားတာဆိုတော့ယုံကြည်နဲ့ပဲစိတ်နေတာပေါ့တနေ့မှာဒေါ်ဟေတုကြီးကိုလွန်သွားပါလေရောဒေါ်ဟေတုကြီးကိုလွန်သွားတော့ဆင်းရဲသားတကောင်ကျွတ်မှုအရက်ကဝိုင်းပြီးတော့တင့်ညိုလိုက်ကြရတယ်ဒေါ်ဟေတုကြီးဆုံးတဲ့အချိန်မှာမိုးညင်းဆရာတော်ကြီးကမုံရွာတန်ဖို့ဒီမှာမရှိပါဘူးဆရာတော်ကြီးကအောက်ပြီးအောက်ရွာမှာတဆောင်းလုံးတနွေလုံးလှည့်လည်ပြီးတော့တရားဟောတာဝါစုကနာနီးမှကျောင်းကိုပြန်ကြွတော်မူလာတော့တယ်ဆရာတော်ကြီးကျောင်းကိုပြန်ရောက်လာတော့ဒေါ်ဟေတုကြီးဆုံးတာ2လ3လကြာသွားခဲ့ပြီဒါပေမဲ့ရောက်ချင်းဆရာတော်ကြီးကိုဘယ်သူကမှဒေါ်ဟေတုကြီးဆုံးတဲ့အကြောင်းကိုမလျှောက်ထားမိဘူးဆင်းရဲနမ်းပါတဲ့သူဆိုတော့လေမိပြောက်နဲ့နေကြတာပါပဲဆရာတော်ကြီးကလည်းသမုဒ္ဒေဖျားကြီးတည်တဲ့ကိစ္စပဋ္ဌာန်းဝိပဿနာတရားပြတဲ့ကိစ္စတွေအမလက်နဲ့မှုဒေါ်ဟေတုပြောက်နေတာကိုလေတော်တော်နဲ့သတိမထားမိဘူးပေါ့ဆရာတော်ကြီးသတိထားမိတဲ့တနေ့မှာဒေါ်ဟေတုကြီးတယောက်မမြင်ပါလားဆုံးသွားတာကြာပေါ့ဖေ။ဆရာတော်အောက်ပိုင်းကိုကြွနေတုန်းကတည်းကပါပဲ။ဒါဆိုနင်းတို့ဘယ်လိုသိညိုလိုက်ကြတော့ရွာထုံးစံရက်ထုံးစံပေါ့ဖေ။ဒီလိုပဲဝိုင်းပြီးတော့မြေမြုပ်သိညိုလိုက်ကြတာပါပဲ။သူကသူတော်ကောင်းမကြီးကွဒီလိုမလုံကောင်းမှုပြန်ပေါ်ကြဆိုတော့အမိန်ရှိတော့ဆရာတော်ကြီးအမိန်မှုမလွယ်ဆန်ရဲတာနဲ့ပြန်ပေါ်ကြရတာပေါ့။ဒေါ်ဟေတုအလောင်းကိုပြန်ပေါ်လိုက်တော့2လကျော်3လလောက်တောင်ကြာပြီးအယိုးတွေတောင်ဆွေးနေလောက်ပြီးထင်ရတဲ့ဒေါ်ဟေတုကြီးဟာအကောင်မပြတ်ရုံမပြတ်မပုံမတူပဲနဲ့အသားအရည်တွေဝါဝင်းလို့အကောင်ပကတိအတိုင်းဆိုးပြီးလက်ဆက်ကြည့်နေတုံးဖြစ်နေပါတယ်ဒေါ်ဟေတုအတွက်မိုးညင်းဆရာတော်ကြီးကဦးစီးပြီးတော့တန်ဃာတော်တွေအများကြီးပြင်ပြီးဇာပနအပွဲကိုစီကားနဲ့ပြန်သိမ်းကြကြပါတဲ့ဟေတုပစ္စယောတစ်လုံးနဲ့စိတ်ဓာတ်နဲ့တင်တေလွန်တဲ့အခါမှာမတုံမပိုးရှိတယ်ဆိုတာလက်တွေ့တာရကတစ်ခုပါပဲထားကြောင့်သူတော်ကောင်းမောင်းလို့လေ24ပစ္စည်းတော့ရကြမှာပါဒေါ်ဟေတုထက်လည်းဉာဏ်ကောင်းကြမှာပါ24ပစ္စည်းကိုရွတ်ကြပါအသိဉာဏ်မရှိရှာတဲ့ဒေါ်ဟေတုထက်ပို့ပြီးတော့အားထုတ်ကြပါအရှင်အာသာရလင်္ကာရစကိုင်းရွှေဟင်းသာ